တင်ချန်စီယိုလောက်တောင်မလုံးနဲ့အမေရိကန်နယ်စပ်ချန်စီယိုဒေါင်းလိုက်တန်ချောင်းတွေနဲ့ဒီဇိုင်းဆွဲထားတဲ့ချန်စီယိုဟာတာမန်မျက်စိနဲ့ကြည့်ရင်တော့ရိုးရိုးလေးပါပဲဒါပေမဲ့အရန်အရေးကြီးနိုင်ငံနှစ်ခုရဲ့နယ်စပ်မှာအခုလိုအပေါက်ဟောင်းလောင်းပေါက်မြင်ရတဲ့ချန်စီယိုကိုတတ်ထားတာကထူးဆန်းမနေဘူးလားပထမဆုံးအနေနဲ့ဒီဒီဇိုင်းကနယ်စပ်ဆောင်တပ်ဖွဲ့တွေအတွက်အရန်ကိုအဆင်ပြေပါတယ်တန်ချောင်းတွေကြားကနေရာလွတ်လေးတွေကြောင့်တခြားဘက်မှာဖြစ်နေတဲ့အရာတွေကိုရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်ဒါတရားမဝင်ဖျက်ကျော်မှုတွေကိုအချိန်မီသိရှိဖို့အတွက်အရေးကြီးတဲ့အချက်ပါဒုတိယအနေနဲ့ဒီတန်ချောင်းတွေကိုအထူးခိုင်ခန့်တဲ့ပစ္စည်းတွေနဲ့ပြုလုပ်ထားတာမို့လို့ဖျက်ဖို့ဒါမှမဟုတ်တတ်ဖို့ဆိုတာကအတော်လေးကိုခက်ခဲပါတယ်ဒီတိုင်းရဲ့ဒီဇိုင်းကတသက်ရရဖြစ်နေတာကြောင့်တိဆောက်ရတာလည်းလွယ်ကူသလိုပြုပြင်ရတာလည်းအရန်ကိုလွယ်ကူပါတယ်ဒါဟာရေရှည်မှာကုန်ကျစရိတ်တွေကိုသက်သာစေနိုင်ပါတယ်အရေးကြီးတဲ့အချက်တစ်ခုကတော့ဒီဒီဇိုင်းဟာလူသားဆန်တဲ့ဒီဇိုင်းဖြစ်ပါတယ်အပြည့်အစုံပိတ်ထားတဲ့ဒီဇိုင်းမျိုးမဟုတ်ဘဲနဲ့တန်ချောင်းတွေကြားမှာနေရာလက်လေးတွေရှိနေတာမို့လို့ပိုပြီးလူသားဆန်တဲ့နီလန်ဖြစ်ပါတယ်ဒီလိုဒီဇိုင်းမျိုးကိုရွေးချယ်ရခြင်းဟာနေဆက်လုံခြုံရေးအတွက်သာမကပဲပတ်ဝန်းကျင်နဲ့လူမှုရေးအခြေအနေတွေကိုပါထည့်သွင်းစဉ်းစားတဲ့ဆုံးဖြတ်ချက်တစ်ခုပဲဖြစ်ပါတယ်